ဖုန်းဘက်ထရီမခံတော့ဘူးလို့ခံစားနေရရင်ဒီလက္ခဏာတွေကိုချက်စစ်ကြည့်ပါပထမလက္ခဏာကဘက်ထရီအမြင့်မြန်ကုန်တာပါဖုန်းကိုအရင်လိုပဲသုံးနေပေမဲ့အားကအရင်ကထက်ပိုမြင့်မြတ်ကျလာရင်ဘက်ထရီဟဲကျလာနိုင်ပါတယ်အထူးသဖြင့်100ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်း900ရာခိုင်နှုန်းကိုခဏလေးနဲ့ကြောက်သွားတာမျိုးပါဒီလက္ခဏာဘက်ထရီ% မမှန်တော့တာပါဥပမာ40ရာခိုင်နှုန်းရှိနေပေမဲ့ခဏနေ20ရာခိုင်နှုန်းဖြစ်သွားတာ15%ရှိနေပေမဲ့ဖုံးပိတ်သွားတာမျိုးပါဒါကဘက်ထရီဆဲအားနည်းလာတာ system ကဘက်ထရီ level ကိုမမှန်မကန်ဖတ်တာမျိုးဖြစ်နိုင်ပါတယ်အတိအလက္ခဏာကဖုံးပူလွယ်ရနဲ့အသွင်းချိန်မှန်မှန်တာပါခြားခြားတက်လိုက်တိုင်းအဝင်နေတာပူလွန်းတာအပြည့်မြန်ပေမဲ့အသုံးမခံတာမျိုးဖြစ်လာရင်ဘက်ထရီပိုင်းကိုစစ်စစ်တင်ပါတယ်တချို့အချိန်မှာချာဂျင်ပေါ်ချာဂျာကေဘယ်လောက်နဲ့ဖြစ်နိုင်ပါတယ်နောက်တစ်ခုကဘက်ထရီဖောင်းတာပါဘက်ကပါဖောင်းလာတာစခရစ်မန်ကအပေါ်ကျလာတာမျိုးတွေ့ရင်မပေါ့ပါနဲ့ဒီလိုဖြစ်နေမိဘာသာ73မိနစ်ပဲစိုင်းပစ်ဆိုင်မှာစစ်ဆေးတာပို့ပြီးတော့စစ်ချရပါတယ်အချင်းချုပ်ဆိုရင်အကုန်မြန်တာဘက်ထရီရိုင်နှုန်းခုန်ကြတာဖုံးပူလေတာဘက်ထရီဟောင်းလာမျိုးဖြစ်လာရင်ဖုံးရဲ့ဘက်ထရီကိုစစ်စစ်တင်ပါတယ်ဖုံးဘက်ထရီမခံတာအတင်းနိုင်ပြဿနာရှိလာရင်စိုးသိပ်ပံမိုဘိုင်းဆေးနဲ့စားပစ်မှာလာရောက်စစ်စစ်နိုင်ပါတယ်ရှင်